ဆောင်ကြိုက်တဲ့ရက်အစောကြီးပြန်လာတဲ့ရက်တည်းရက်ပေါ့ဒီနေ့တော့ကောက်ကွင်းထဲမှာသမီးကမစားခဲ့ပိုက်ကဆဆာနဲ့ရောက်လာတဲ့နဲ့အိမ်မှာသမီးကအဝတ်စားပြီးမှထိုင်နေတော့မှထိုင်နေတော့မှဒီမှာမမအကြိုက်ဆုံးအတီးမေမေကခြံနဲ့ဖူးခဲ့အောင်ဒါနဲ့အိမ်ပေါ်တက်ပြီးမှအင်ဂျင်တော့မလဲနိုင်တော့အားရစားနေတော့မချင်အတီးရမကျန်တကာရောက်မှာပေါ့တော့မယ်အရင်ချိုရမမတို့ခြံမှာထွက်တဲ့အတီးဟုတ်တယ်လားဒီထဲမှာလည်းအမဒီလိုက်ချစ်ပြအကြိုက်ဆုံးပဲစကြအောင်ရှင်ခံလို့ရောဒီနေ့တော့မမကတော့မရှုံးခဲ့ဘူးနော်ကောင်းနိုင်ခဲ့တယ်ဒီနေ့ဘယ်လောက်နိုင်လဲဆိုတာအမပြပေးမယ်နော်အကြည့်အချင်းလာလိုက်တာအကြည့်အချင်းတန်တကာရမှာပေါ့လို့မှရရှိဒီနေ့အမဘယ်လောက်နိုင်ခဲ့ပါလဲဒီနေ့နှအုပ်နိုင်ခဲ့တယ်ဒီနေ့တော့အကျော်ဆုံးရက်ပဲမနေ့ပြန်လည်းချိန်ဖို့ရှိသေးတယ်မနေ့ပြန်တော့ဘယ်လိုလာမလဲတော့မသိဘူးနားပဲကားမလားဘယ်လိုမျိုးပဲထိုင်ရမလားတော့မသိဘူးမနေ့ပြန်တော့တော့စူးစမ်းရအောင်စားကြအောင်ရှင်ကောင်းတယ်ကြည့်အောင်ကောင်းတယ်ဘာဖန်တော့အားလုံးချစ်တယ်နော်